မှာဓာတိုင်းတင်တန်းကြောင့်တစ်ခုစီကိုသွားခဲ့ပြီးဒီတင်တန်းမှာအစွမ်းထက်သုံးသူနဲ့ချဖို့စိန်ခေါ်ခဲ့ပါတယ်သူသာနိုင်ဒီတင်တန်းကြောင့်ကိုပိုင်မှာဖြစ်ပြီးရှုံးခဲ့ရင်တော့တပည့်ခံမယ်လို့ပြောတဲ့အတွက်တင်တန်းပိုက်ရှင်လည်းသူ့ရဲ့သမီးကွီနာနဲ့ချခိုင်းလိုက်ပါတယ်ကွီနာကမိန်းကလေးဆိုပေမဲ့ဒီတင်တန်းကြောင့်ကလူကြီးတွေထက်တောင်အစွမ်းထက်တဲ့အကြောင်းပြောတဲ့အတွက်ဆိုလိုလည်းအောက်ကြီးလက်ခံလိုက်ရပြီးသူ့ရဲ့အကျင့်တိုင်းတင်သားသားတွေအများကြီးကိုကင်ဆောင်လိုက်ပါတယ်ဒီရွယ်မှာတင်သားသားကိုပထမဆုံးကင်မှုတဲ့ဆိုလိုကဓာနှချောင်းတိုင်းမှာပါရမီပါလာတဲ့အတွက်ကိုဟန်အနေထားကစနစ်ကျပေမဲ့ဓာဘလောက်များများတစ်ချောင်းနဲ့ကင်ထားတဲ့ကွီနာကိုတော့မရှင်းနိုင်ပဲမရှုမလရှုံးသွားခဲ့ပါတယ်ဓာတစ်ချောင်းတော့ကောင်းကောင်းမကင်တဲ့သေးတဲ့သူ့အတွက်ဓာနှချောင်းသုံးဖို့ဆိုတာကမိုင်မဲလို့ရကြပြီမဲ့ဆိုလိုကတော့သူ့ကတိအတိုင်းတင်တန်းကျောင်းမှာတပည့်အဖြစ်ဆက်နေလိုက်ပြီးဓာသုံးချောင်းအသုံးပြုနိုင်မှုလေ့ကျင့်ခဲ့ပါတယ်ကွီနာကိုလည်းသူထက်ကလေ့ကျင့်ပြီးတဲ့အချိန်ကျရင်ရအောင်ပြေးမယ်လို့ပြောထားရကြောင်းသူများရဲ့တက်ပို့စူးစမ်းပို့လေ့ကျင့်ပို့အပင်ပန်းခန့်ပြီးရဲ့နောက်မှာတော့တင်တန်းကျောင်းကတချို့လူကြီးတွေတောင်ဆိုလိုကိုမရှင်းနိုင်တဲ့အထိတမ်းမာလာခဲ့ပါတယ်ဒါပေမဲ့လည်းအမြဲတမ်းသူ့အနိုင်လိုချင်ခဲ့တဲ့ကွီနာကိုတော့ပွဲပေါင်း2000ရှင်ပြိုင်ခဲ့တဲ့နေရာမှာတပွဲမှမနိုင်ခဲ့တာကြောင့်တင်တန်းဆရာကသူ့သမီးကိုနောက်ကွယ်မှာတခြားသူတွေထက်ပိုတင်ပေးနေရများလားလို့ထင်လာကြပါတယ်ဆိုလိုကလက်ရှိအချိန်တင်တန်းကျောင်းမှာအတော်ဆုံးကျောင်းသားဆိုတဲ့နေရာထိအစွမ်းထက်လာခဲ့ပေမဲ့ကွီနာကလည်းအချိန်တိုင်းလေ့ကျင့်နေရဖြစ်လို့ဆိုလိုနီးသူပိုပြီးတမ်းမာလာတာဖြစ်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်ဒါပေမဲ့မိန်းကလေးတွေဟာဓာသမားတယောက်ဖြစ်ရက်တိဖို့မလွယ်မှန်တင်တန်းဆရာကသိနေခဲ့ပြီးအဲအကြောင်းပဲတနေ့မှာသူ့သမီးကိုဒီဓာတိုင်းတင်တန်းကြောင့်အမွေပေးခဲ့လို့မရတဲ့အကြောင်းပြောနေတဲ့အတန်ကိုကွီနာကကြားသွားခဲ့ပါတယ်ကွီနာကကဘာအတော်ဆုံးဓာသမားဖြစ်လာစေရမယ်လို့ဆုံးဖြတ်ထားပြီးမြဲသူ့အဖေကတော့မိန်းကလေးတယောက်ဖြစ်နေတဲ့၍အဲ့ဒီအိမ်မဟာမပြေဝလာနိုင်တဲ့အကြောင်းပြောပြလိုက်ပါတယ်အဲ့ချိန်ဆိုလိုကလည်းရောက်လာခဲ့ပြီးသူ့ရဲ့နောက်ဆုံးစိန်ခေါ်မှု2000တပွဲမြောက်မှာဓာအစ်စ်ကိုသုံးပြီးချခြင်းတဲ့အကြောင်းကန်လန်းတဲ့အတွက်ကွီနာကလည်းသူ့ရဲ့ကိုပိုင်ဓာဝါဒိုအီချီမွန်ကြီးကိုတွားယူခဲ့ပါတယ်ပြီးရင်နောက်နှစ်ယောက်သားအပြင်းထန်တက်ခိုက်ကြတဲ့အချိန်မှာတော့ဆိုလိုကအရင်ထက်အများကြီးတမ်းမာလာတယ်ဆိုတာသိတာပေမဲ့ဓာအစ်စ်နှစ်ချောင်းကိုကန်ရတာကသူ့အရွယ်ကောင်လေးတယောက်ဖို့လေးလုံးနေတဲ့အတွက်လုံလောက်တဲ့ကြက်ခိုင်မှုမရှိသေးတဲ့ဆိုလိုကကွီနာကို2000တပွဲမြောက်မှာလည်းထပ်ပြီးရှုံးနေခဲ့ပါတယ်ဒါပေမဲ့ငိုနေရမယ့်သူကဆိုလိုမဟုတ်ပဲမိန်းကလေးတွေဆိုတာအရွယ်ရောက်လာလေးယောက်ျားလေးတွေထပ်ပိုးပြီးအားနည်းလာလေးဖြစ်လို့တိတ်မကြခင်ပဲဆိုလိုတောင်သူ့ကိုအနိုင်ရလာတော့မှဖြစ်တဲ့အကြောင်းပြပြလိုက်ပါတယ်သူတို့နှစ်ယောက်လုံးကကဘာအတော်ဆုံးဓာသမားဖြစ်ချင်ကြပေမဲ့ကန်တရားကယောက်ျားလေးဖြစ်တဲ့ဆိုလိုဘက်မှာရှိနေရဲ့ပြင်သူ့အရွယ်ရောက်လာတဲ့မြတ်သူ့ရဲ့ရှင်သားတွေကလည်းဖွံ့ဖြိုးလာပြီးဖြစ်တဲ့အတွက်ယောက်ျားလေးတစ်ယောက်သာဖြစ်ချင်တဲ့အကြောင်းကွီနာကရင်ဖွင့်ခဲ့ပါတယ်ဒါပေမဲ့ယောက်ျားမင်းများဆိုပြီးဂျန်နာမခွဲကြတဲ့ဆိုလိုကတော့သူ့ကိုခဏအနိုင်ယူပြီးမှဒီစကားပြောတာဟာမမိုက်တဲ့အကြောင်းနဲ့သူ့ရဲ့ခက်ခဲကြိုးစားမှုကြောင့်တနေ့ကွီနာကိုအနိုင်ရတဲ့အချိန်ကျရင်မိန်းကလေးဖြစ်နေရကြောင်းဆိုတဲ့စကားကသူ့ရဲ့ကြိုးစားမှုကိုစော်ကားလို့ဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်အဲအကြောင်းဒီကိစ္စကိုထပ်မတွေးပဲတနေ့ကျရင်သူတို့နှစ်ယောက်ထဲကတယောက်ဟာကဘာအတော်ဆုံးဓာသမားဖြစ်လာရမယ့်အကြောင်းနဲ့အဲ့လိုဖြစ်လာဖို့လေသူတို့တွေတရားမျှမျှတတရှင်မြန်ရဖို့ဇိုလိုကပြောတဲ့အတွက်ကွီနာနဲ့လက်ခံလိုက်ရပါတယ်အဲ့နောက်ပိုင်းကွီနာကမိန်းကလေးဖြစ်နေရကြောင်းအတော်ဆုံးဓာသမားမဖြစ်နိုင်ဘူးဆိုတဲ့အချက်ဟာမှားနေတဲ့အကြောင်းတက်သိပြဖို့အတွက်တနေ့တခြားပို့တမ်းမာလာခဲ့ပြီးဇိုလိုကလည်းနေတိုင်းစူးစမ်းပန်းစားလေ့ကျင့်နေပြီမဲ့တနေ့မှာတော့ကွီနာဆုံးပြီဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်တူလောင်ယုံတွေကဓာသွေးကြောက်ကိုတွားယူပြီးအပြန်လမ်းမှာလှေကားပေါ်ကခြေချော်ကြလို့တေဆုံးခဲ့ရတာဖြစ်ပြီးကွီနာမရှိတော့တဲ့နောက်ပိုင်းမှာတော့ဆိုလိုကသူ့ရဲ့လေ့ကျင့်မှုကိုတစ်စက်ကလေးမှမရက်ခဲ့ပဲသူတို့ထားခဲ့တဲ့ဂရီအတွက်ပိုပြီးတတ်မအောင်လေ့ကျင့်လာရင်းနဲ့ကွီနာကလည်းသူ့ကိုအမြဲစောင့်ကြည့်နေကြလို့ထင်လာခဲ့ပါတယ်ကွီနာကဓာတိုင်းကိုငငယ်တည်းကလေ့ကျင့်ခဲ့တာဖြစ်လို့တင်တန်းကျောင်းမှာအတော်ဆုံးဖြစ်လာတဲ့အချိန်သူ့ကိုယ်သူအထင်ကြီးခဲ့ပေမဲ့ဆိုလိုပေါ်လာပြီးတဲ့နောက်ပိုင်းကျမှယောက်ျားလေးတယောက်ကိုမရှုံးချင်တဲ့စိတ်နဲ့အပြင်းထန်ဆက်လက်လေ့ကျင့်ခဲ့တာဖြစ်ပြီးမိန်းကလေးတွေကကဘာအတော်ဆုံးဓာသမားမဖြစ်နိုင်ဘူးဆိုတဲ့အချက်ကိုကြော်လွှမ်းနိုင်မဲ့အခြေအနေထိအောင်တက်လန်းတွေမြင်ခဲ့ရတဲ့အချိန်ကျမှအခုလိုအဆုံးသတ်သွားခဲ့တဲ့အတွက်သူ့အဖေကိုယ်တိုင်လည်းယူကြုံမရဖြစ်နေကြတာဖြစ်ပါတယ်ဆိုလိုကလည်းကွီနာကိုအမြဲအမှတ်ရနေစေဖို့သူ့ရဲ့ဓာဝါဒိုအီချီမွန်ကြီးကိုတောင်းခဲ့ပြီးသူတို့ထားခဲ့တဲ့ဂရီအတိုင်းရိုနိုဝါဆိုလိုဆိုတဲ့နာမည်ကိုလူတိုင်းသိလာတဲ့အထိကမ္ဘာအကောင်းဆုံးဓာသမားတစ်ယောက်ဖြစ်အောင်စူးစမ်းမယ့်အကြောင်းပြလိုက်ပါတယ်ကွီနာရဲ့အဖေကလည်းလက်ခံခဲ့ပြီးရဲ့နောက်ဆိုလိုကတင်တန်းကျောင်းမှာနောက်ထပ်10နှစ်ကြာပြီးရဲ့အချိန်မှာတော့သူ့ရဲ့ဂရီအတိုင်းကမ္ဘာအကောင်းဆုံးဓာသမားဖြစ်အောင်လုပ်ဖို့တင်တန်းကျောင်းကနေထွက်လာခဲ့တာဖြစ်ပါတယ်လက်ရှိအချိန်မှာတော့သူ့ရကိုမပြတ်တတ်တော့ပဲလူဖီစီမှာပင်လယ်တများဝင်လုံးနေရဖြစ်ပြီးမြောက်နှကောင်ကလည်းအမြောက်ကိုစမ်းသပ်နေကြတဲ့အချိန်အပြည့်အခန့်နဲ့ပတ်သက်ရင်ပါရမီပါလာတဲ့ဥစုကတစ်ချက်တည်းနဲ့ထိအောင်ပြစ်နိုင်ခဲ့ပါတယ်အဲအကြောင့်ပဲကပတိန်လူဖီကဥစုကိုအဖွဲ့ရဲ့စနိုက်ပါသမားအဖြစ်ယာရုပေးလိုက်ပြီး Grand Line ကိုမဝင်ခင်သူတို့အဖွဲ့ရဲ့စာရေးတောက်ရေးအတွက်စပုံမှုတစ်ယောက်လည်းလိုအပ်သေးရကြောင်းညံကောင်းတဲ့လူဖီကဂီတဆရာတစ်ယောက်ခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်US နိုင်ငံ location ရတဲ့ဘယ် VPN မဆိုခန့်ကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုုံနဲ့ဗီဒီယိုလေးတွေကိုစပို့ပေးဖို့တောင်းဆိုချင်ပါတယ်။အဲ့ချိန်သူတို့တင်မောပေါ်ကိုဓာတ်တစ်ချောင်းနဲ့ရန်ကားနေရဲ့တကောင်ရောက်လာခဲ့ပြီးမြင်သမျှအကုန်ဖျက်ဆီးနေတဲ့အတွက်လူဖီကငြိမ်သွားအောင်တိတ်ပေးလိုက်ပါတယ်။သူ့နာမည်ကဂျွန်နီဖြစ်ပြီးဇိုရိုကိုမြင်လိုက်တဲ့အချိန်မှာတော့ချက်ချင်းပြောင်းလဲသွားတဲ့အပြင်သူနဲ့အတူဒဏ်ရာရထားတဲ့ယူဆာကုဆိုတဲ့ဘဲတစ်ပွေလည်းပါလာခဲ့ပါတယ်။သူတို့နှစ်ယောက်ကြောက်ဆောင်လေးတစ်ခုပေါ်မှာအေးအေးဆေးဆေးနားနေကြတဲ့အချိန်ဒီတင်မောပေါ်ကနေအမြောက်နဲ့လှမ်းထူတာကြောင့်ပြဿနာလာရှာတာဖြစ်တဲ့အကြောင်းပြောပြလိုက်ပြီးအရှင်ရက်တွေတုန်းကယူဆာကုကတက်တာလာပြီးမြဲရုတ်တရက်သွားရီကျွတ်လာတဲ့အပြင်ဒဏ်ရာဟောင်းကပြန်ပွင့်လာတာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ပင်လယ်ပြင်အကြောင်းနှစ်ဆက်တီးရဲ့နာမီကတော့အဲ့ဒါကဗီတာမင်စီချိုးတဲ့လို့ဖြစ်တာမှန်သိရတဲ့အတွက်တင်မောပေါ်မှာပါတဲ့တမယာသီးတွေပါစက်တဲ့ညှစ်ထည့်ခိုင်းလိုက်ပါတယ်ပင်လယ်ပြင်မှာသွားလာလှုပ်ရှားနေတဲ့သူတွေကလက်ဆက်တဲ့အသီးရွက်တွေကရတဲ့အာဟာရချိုးတဲ့ရာကြောင့်ဒီရောဂါဖြစ်တဲ့အကြောင်းကိုရှင်းပြနေတဲ့အချိန်လူဖီနဲ့ဥဆိုရဲ့ပါစက်ထဲကိုတမယာသီးအလုံးလိုက်တွေထည့်ပေးမှုကြောင့်ယူဆာကုကချက်ချင်းပြတ်ကောင်းသွားခဲ့ပါတယ်သူတို့နှစ်ယောက်လုံးကဆိုလိုတဲ့အတူတူပင်လယ်သမားတွေကိုအမဲလိုက်တဲ့ကျေးစားမုတ်ဆိုးတွေဖြစ်တဲ့အကြောင်းမိတ်ဆက်နေတဲ့အချိန်မှာပဲယူဆာကုကပြန်လဲကျသွားတာကြောင့်ပင်လယ်ပြင်မှာကြာရှည်ရှင်သန်နိုင်မှုဆိုရင်အာဟာရတက်မျှမျှတတစီမံပေးနိုင်မဲ့စဖုံမှုတစ်ယောက်မဖြစ်မနေလိုအပ်လာပြီဖြစ်ပါတယ်
ဒီတစ်ခါတော့အုံနောက်အပေါက်လန်းတဲ့သွားတဲ့ကပတိန်လူဖီကစပုံမှုတယောက်ရှာဖို့ဆုံးဖြတ်လိုက်တဲ့အတွက်ဒီကနေအရှိမြောက်ရဲ့ Grand Line နဲ့အနီးဆုံးနေရာမှာရှိနေတဲ့ရေပေါ်စားတောက်ဆိုင်တစ်ခုကိုတွားရမယ့်အကြောင်းဂျွန်နီကပြပြလိုက်ပြီးအဲ့မှာ Zoro လိုက်ရှာနေတဲ့ Mihawk ဆိုတဲ့သူလည်းရှိရဲ့အကြောင်းပြပြလိုက်ပါတယ်အဲ့လိုနဲ့ Barati ဆိုတဲ့သမုဒ္ဒရာစားတောက်ဆိုင်ကိုရောက်လာခဲ့ကြပြီမြဲသူတို့ဘေးမှာလည်းရေတပ်တင်မော်တစီကစားတောက်ဆိုင်စီအပြတ်ရွက်လွင့်လာတာကိုတွေ့လိုက်ရပါတယ်တင်မောပေါ်မှာတော့ရေတပ်ဌာနချုပ်ကဗိုလ်ကြီးဖြစ်တဲ့တန်လက်တီဖူးဘော်ဒီဆိုတဲ့သူပါလာခဲ့ပြီးအခုမှအလံအသစ်ဆက်ဆက်ရထားတဲ့ခြာတိတ်ပင်လယ်သမားလေးတွေကိုဖမ်းဖို့ဂယုမဆိုင်ပြီမြဲကျေးစားမုံဆိုဂျူနီတို့ကိုတော့ပင်လယ်သမားတွေကဖမ်းထားတယ်လို့ထင်သွားခဲ့ပါတယ်တကယ်တော့ဖူးဘော်ဒီကသူ့ရဲ့စကီလေးနဲ့အတူသမုဒ္ဒရာစားတောက်ဆိုင်ဘာရာတီကိုလာတာဖြစ်ပေမဲ့လေလူဖီတို့ရဲ့တင်မောကိုမျက်စိနောက်တဲ့အတွက်ရေအောက်ကိုပစ်ချဖို့အမိန့်ပေးခဲ့လိုက်ပါတယ်ဂျွန်နီရောလိုက်နေတဲ့ပင်လယ်သမားတွေထဲမှာအားလုံးဆိုတဲ့ဓမားရဲ့အလိုရှိဝရမ်းစာကိုတွေ့လိုက်ရတဲ့နာမီကထူးထူးဆန်းဆန်းပြုတ်မှုနေပြီးရေတပ်ကပြစ်လိုက်တဲ့အမြောက်ဆန်ကိုလည်းလူဖီကရာဘာခန္ဓာကိုယ်နဲ့ပြန်ပြစ်ဖို့လုပ်ပေမဲ့အမြောက်ဆန်ကလမ်းကြောင်းလဲပြီးဘာရာတီစားသောက်ဆိုင်ရဲ့အမိုးစီရောက်သွားခဲ့ပါတယ်။ပိုင်ရှင်ဖြစ်တဲ့ဇက်ရဲ့အိတ်ခမ်းစီကိုမှန်သွားတာဖြစ်လို့ဒဏ်ရာရသွားပေမဲ့အဖိုးကြီးကသူ့ရဲ့ဒဏ်ရာထက်စပုံမှုတယောက်ရဲ့တာဝန်ဖြစ်တဲ့စားသုံးသူတွေကိုတေချာအိတ်ခံမှုပဲဆက်ပြောနေကြတာဖြစ်ပါတယ်။ပြစ်လိုက်တဲ့လူဖီကိုလည်းဖမ်းခေါ်လာခဲ့ပြီးခြေထောက်တစ်ဖက်မရှိတဲ့ဇက်ကိုတွေ့လိုက်ရတဲ့ငတုံးကလည်းသူ့ကြောင့်ပြတ်သွားတဲ့အထင်နဲ့အော်ဟစ်နေရကြောင်းကျန်တဲ့တစ်ဖက်ကိုစားလိုက်ရပါတယ်။တင်မောပြင်စင်ကလည်းဒဏ်ရာအတွက်စေကူတာစီရဲ့အလျော်တောင်းမိမယ်လေမြောက်မသားစီမာကတပြားမှမရှိရကြောင်းလမ်းစာမယူပဲဒီဆိုင်မှာတစ်နှစ်အလုပ်လုပ်ပေးရမယ်လို့ဇက်ကပြောလိုက်ပါတယ်။တကယ်တမ်းရေတပ်ကုတ်တာလွှဲချလိုက်ရင်အပြစ်လွတ်နိုင်ပြီမဲ့လူဖီမာကအဲ့လောက်ကောင်းတဲ့ညံရီမျိုးမရှိပဲစိုင်ထဲကနာမည်ကြီးရေတပ်ပို့ကြီးဖူးဘော်ဒီကလည်းစပွဲတို့လာချဘေးရဝိုင်ကိုခက်တီတီနဲ့စကီလေးအထင်ကြီးသွားအောင်ဘယ်ဒေတာကထွက်တဲ့ဘာဝိုင်အမျိုးစားဆိုပြီးအရသာခံရင်ကွက်တိပြောချလိုက်ပါတယ်ဒါပေမဲ့ဖူးဘော်ဒီပြောတာလုံးဝတောက်တလွဲကြီးဖြစ်တဲ့အကြောင်းစပင်ဝါနဲ့စပွဲတို့ကကတ်တိုးလေးဖက်ခဲ့ပြီးသူကလည်းဒီဆိုင်ရဲ့စပွဲတို့မဟုတ်ပဲလက်ထောက်စပုံမူစမ်းကြည့်ဖြစ်တဲ့အကြောင်းပြောသွားတဲ့အတွက်ဖူးဘော်ဒီလည်းလူတိုင်းရဲ့ရှေ့မှာအဆက်ရသွားခဲ့ပါတယ်တကယ်တမ်းဖူးဘော်ဒီကလူအထင်ကြီးအောင်သူပြောမဲ့ဝိုင်ကိုပဲချပေးဖို့ဆိုင်ရှင်ဇက်ကိုကြိုမာထားတာဖြစ်ပေမဲ့စမ်းကြီးကအဲ့ဒါကိုဂယုမဆိုင်ပဲလူဖီကလည်းသူ့အလုပ်လုပ်ပေးရမယ့်အချိန်ကိုအများဆုံးတစ်ပတ်နှစ်ပတ်လောက်ပဲထားပေးဖို့ဆိုင်ရှင်ဇက်ကိုတောင်းဆိုနေခဲ့ပါတယ်ခဏခဏအထွန်းတက်နေရကြောင်းနောက်တစ်ခေါက်ခြေထောက်စာမိသွားပြီမဲ့သူ့ရဲ့အိမ်မှာပင်လယ်တွေများဖြစ်ဖို့10နှစ်တောင်စောင့်ရရတာဖြစ်လို့ဒီနေရာမှာနောက်ထပ်တစ်နှစ်အချိန်မဖြုံးနိုင်တဲ့အကြောင်းလူဖီကထပ်ပြောလိုက်ပါတယ်အဲဒါကြောင့်သူပြောတဲ့အတိုင်းမလုပ်ရင်ခြေထောက်တစ်ဖက်ထားခဲ့ဖို့ဇက်ကပြောလိုက်ပြီးစောင့်ရတာကြာလာတဲ့ဇိုရိုတို့ကလည်းစားတော့ဆိုင်ကြီးထွက်လာကြတဲ့အချိန်အဆက်ခွဲသွားတဲ့ဖူးဘော်ဒီကလည်းသူ့ရဲ့တိတ်ခါကိုပြန်ဆင်နိုင်မှုအတွက်အကြံဖက်တစ်ခုလုပ်လိုက်ပါတယ်ဆိုင်ကိုနာမည်ဖြတ်ဖို့ဟင်းရည်ထဲမှာပိုးကောင်ပါလာတဲ့အကြောင်းခေါ်ပြပေမဲ့စမ်းကြီးကသူ့ပိုးကောင်တော့ထဲမချက်တဲ့အကြောင်းမထီမဲ့မြင်ပြန်ပြောလိုက်ပါတယ်နှစ်ခါအဆက်ခွဲသွားတဲ့ဖူးဘော်ဒီလည်းထတောင်းကျတဲ့အတွက်စွပ်ပြုတ်တွေအကုန်ကျန်းမြင့်မောင်ရောက်သွားခဲ့ပြီးအဲ့လိုကောင်းမွန်တဲ့ဟင်းရည်ကိုချက်ဖို့3ရက်လောက်အချိန်ယူခဲ့ရတဲ့စမ်းကြီးကလည်း customer always ready တွေပါတွေနားမလဲပဲပတ်စံချီတိုင်းဗိုက်စားတာမပြောက်ဘူးလို့ပြောရင်းနဲ့သူ့ရဲ့ကန်ချက်တစ်ခုကိုထုတ်သုံးလိုက်ပါတယ်ခေါင်းမနဲ့လူဖီကလည်းဇက်ဘလောက်ပဲထိုးထိုးတနစ်တော့မလုံနိုင်ဘူးလို့အော်ဟစ်နေပြီးစိုင်ထဲကိုဇိုရိုတို့ဝင်လာကြတဲ့အချိန်စမ်းကြီးလက်ထဲမှာဘာမှပြန်မလုံနိုင်တဲ့ရေတပ်ပို့ကြီးတန်လက်တီဖူးဘော်ဒီကိုတွေ့လိုက်ရပါတယ်ဒါကတော့ One Piece အပိုင်း30ဖြစ်ပြီးအပိုင်း7ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share